ကျွန်တော်တို့တွေဆေးရိုက်တဲ့အခါမှာဘယ်လို squeegee တွေသုံးကြမလဲကျွန်တော်တို့တွေဆေးရိုက်ပြီဆိုလို့ရှိရင်မဖြစ်မနေသုံးရတဲ့ဟာပေါ့နော်ဒါကိုကျွန်တော်တို့ squeegee လို့ခေါ်တယ်ဗမာခေါ်ကတော့ scalper လို့ခေါ်တာပေါ့နော်အဲ့တော့တကယ်နာမည်အမှန်က squeegee ဖြစ်ပါတယ်အဓိကကျွန်တော်တို့တွေဘာကြောင့် squeegee လို့ခေါ်တယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့တွေဘောင်ကူးထားတယ်ပေါ့နော်ဒီလိုဘောင်ပေါ့နော်ဒီဘောင်ထဲမှာကျွန်တော်တို့တွေဟောဒီဒီဇိုင်းတွေကကျွန်တော်တို့ဖောက်ထားတဲ့ဟာတွေပေါ့နော်ဒါကော်နဲ့ပိတ်ထားတဲ့ဟာအဲ့တော့ကျွန်တော်တို့ဒီကိုဖောက်ထားတဲ့ဒီဇိုင်းတွေကိုဟောဒီ squeegee နဲ့ကျွန်တော်တို့ဖိပြီးတော့ဆွဲရတယ်အဲ့လိုဖိပြီးဆွဲလိုက်တဲ့အခါကျတော့မှကျွန်တော်တို့ဆေးကအောက်ကိုအင်ကြီးပေါ်တင်သွားတာပေါ့အဲ့တော့ဒီကောင်လေးကကျွန်တော်တို့ပြောရလို့ရှိရင်ခုနပြောသလိုပဲပေါ့နော်ကျွန်တော်တို့ဒီဇာတွေကနေပြီးတော့ဆေးကိုဖိပြီးဆွဲတဲ့အရာဖြစ်တဲ့အတွက်သူ့ကို squeegee လို့ခေါ်တာပေါ့เนาะကျွန်တော် squeeze ဆိုတာကကျတော့ညှစ်တာကိုပြောတာပေါ့เนาะအဲ့တော့ဒီ squeegee ဆိုတာကကျွန်တော်တို့ဆေးကိုညှစ်တာဖိပြီးဆွဲချတာเนาะအဲ့တော့သူ့ရဲ့နာမည်အမှန်က squeegee ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တွေဒီ squeegee တွေကိုဘယ်လိုသုံးမလဲကျွန်တော်တို့ squeegee တွေမှာဟောဒီလိုမျိုး U shape ခေါ်တာပေါ့เนาะဒီလိုအတုံးပေါ့ကျွန်တော်တို့ဗမာပြည်မှာခေါ်တာတော့အတုံးရှိတယ်ကျွန်တော်တို့ဒီလိုပုံစံမျိုးအချွန်ရှိတယ်ပေါ့เนาะဒါကတော့ကျွန်တော်တို့အသုံးများတဲ့ squeegee ရဲ့ပုံစံတွေပေါ့နော်အဲ့ဒီမှာကျွန်တော်တို့တွေက squeegee မှာကျွန်တော်တို့ဒီမှာရေးထားတာရှိတယ်80ဆိုတဲ့ဟာနော်အဲ့တော့ကျွန်တော်ဒီ squeegee တွေမှာဒါအသုံးများတဲ့ဟာပေါ့နော်တို့တချမ်းဆောင်ကြီးတွေလည်းရှိပါတယ်ပြောမယ်ဆိုကျွန်တော်တို့ဒီလောလောဆယ်တော့ local မှာတော့ပစ္စည်းကစုံလေးမရဘူးပေါ့နော်မရတော့ကျွန်တော်ဒီဟာလေးနဲ့ပဲကျွန်တော်ရှင်းပြပေးမယ်အဲ့တော့ဒီ squeegee တွေမှာကျွန်တော်တို့တွေကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာနာမည်သူ့ရဲ့ gyrometer ဆိုတာရှိတယ် gyrometer ဆိုတာကကျတော့ကျွန်တော်တို့ဘာကိုပြောတာလဲဆိုမာကျောမှုအဆင့်အတန်းကိုပြောတာပေါ့နော်ဒီ squeegee တွေဘယ်လောက်မာသလဲပေါ့အဲ့တော့ကျွန်တော်တို့ local မှာအသုံးများနေတဲ့ squeegee ကကျွန်တော်တို့80 85ဒီလိုဟာမျိုးတွေသုံးတယ်80 85ဆိုရင်ကျွန်တော်တို့ဒီလောက်မာတဲ့ပမာဏရှိတယ်ပေါ့အဲ့ဒီဟာမှာကျွန်တော်တို့60 65ဆိုရင်သူ့ထက်ပျော့သွားမယ်ကျွန်တော်တို့အဲ့ဒါမှာ80 85ဆိုသူ့ထက်ပိုပြီးမာလာမယ်အဲ့တော့မာကျောမှုအဆင့်ကိုပြောတာပေါ့အဲ့တော့ကျွန်တော်ဒီလိုဟာတွေကိုကျွန်တော်တို့ printing ရိုက်တဲ့အခါမှာဘယ်လိုတွေရွေးချယ်ရမှာလဲဒီလောက်တော့များနေတာဘာတွေကိုငါတို့ကသုံးရမှာလဲမေးစရာရှိတယ်ပဲအဲ့တော့ကျွန်တော်တို့ဒီလိုမျိုး squeegee အတုံးတွေပေါ့နော်ဒီလိုအတုံးတွေဒီလိုအချုံတွေဘာကြောင့်ခွဲထားသလဲဆိုတဲ့ဟာကအဓိကကတော့ဗျာကျွန်တော်တို့လိုချင်တဲ့ artwork တစ်ခုကပုံရိပ်ပြက်သားသားနဲ့ထင်ထင်ရှားရှားလိုချင်တယ်ပေါ့ပို့ပြီးရှက်ဖြစ်ချင်တယ်ပေါ့နော်ပို့ပြီးတော့စလုံးအနာသက်တွေတိတိကျကျလိုချင်တယ်ဆိုရင်တော့ကျွန်တော်တို့အများစုဒီလိုအတုံးကိုသုံးကြပါတယ်ဒါကအချွန်ပေါ့နော်အချွန်ကကျတော့ဘယ်လိုနေရာတွေမှာကျွန်တော်တို့သုံးသလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီဇိုင်းကကြီးမယ်เนาะဒီဇိုင်းကြီးမယ်စေးကြများတဲ့ဟာမျိုးအဲ့လိုဟာမျိုးမှာကျွန်တော်တို့ဥပမာအနက်ပေါ်မှာအဖြူရိုက်ချင်တယ်ပေါ့အနက်ပေါ်မှာအဖြူရိုက်ချင်တယ်ဆိုတဲ့ဟာမျိုးမှာဆိုရင်ကျွန်တော်တို့အဖြူသည်တစ်ချက်တည်းရိုက်ရုံနဲ့အနက်သားသည်လုံးဝမပိတ်ပါဘူးအောက်မှာရှိတဲ့ပိတ်စရဲ့အယောင်သည်စေးတစ်ချက်တည်းနဲ့မပိတ်ပါဘူးမပိတ်တာဖြစ်တော့ကျွန်တော်တို့ကနှစ်ကုတ်သုံးကုတ်ရိုက်ပေးရတယ်စေးပိတ်အောင်ပေါ့เนาะအဲ့တော့ဒီလိုအချုံမျိုးနဲ့ကျွန်တော်တို့ရိုက်တယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့ရိုက်တဲ့ရိုက်ချက်တွေလျော့သွားနိုင်ပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင်ဒီလိုအချုံသည်စေးကြတာများပါတယ်ဒီအချွန်နဲ့ရိုက်မယ်ဆိုလို့ရှိရင်ဆေးသည်ကျွန်တော်တို့ကအတုံးနဲ့တာထက်ပိုပြီးတော့ဆေးကြတာများတယ်များတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီလိုအချွန်ကိုသုံးတယ်ပေါ့အဲ့တော့ကျွန်တော်တို့ရိုးလေးမှတ်လို့ရတာကဟောဒီ squeegee အတုံးသည်ကျွန်တော်တို့ဆေးကြနဲမယ်ပုံရိပ်ပြတ်သားမှုအားကောင်းမယ်ဒီကောင်သည်အချွန်သည်ကျွန်တော်တို့ဆေးကြတာများမယ်ပုံရိပ်ပြတ်သားမှုအားနည်းနိုင်ပါတယ်เนาะအဲ့တော့ဒါကတော့ကျွန်တော်တို့အလွယ်မှတ်ထားလို့ရတဲ့နည်းလမ်းပေါ့အဲ့တော့ဒီလို squeegee အတုံးနဲ့လဲဆေးကြများအောင်ရိုက်လို့မရဘူးလားမဟုတ်ဘူးရပါတယ်ဒီကောင်နဲ့လဲစလုံးတွေပြတ်သားအောင်ရိုက်လို့မရဘူးလားဆိုတာမျိုးမဟုတ်ပါဘူးရပါတယ်အဓိကကတော့ကျွန်တော်တို့ဆွဲတဲ့ squeegee ရဲ့ဒီလိုအတိမ်းဆောင် angle ကအရေးကြီးဆုံးပါပဲဟိုဘယ်လိုခေါ်မလဲဒီလိုဟာမျိုးကြတော့ကျွန်တော်တို့လက်ကနေပဲထိန်းရတာပေါ့နော်အဲ့တော့သူ့ရဲ့ formula ကတော့ရှင်းပါတယ်အဲ့တော့ကျွန်တော်ဟောဒီဘောင်လေးနဲ့ကျွန်တော်ဥပမာပြပေးမယ်ပုံမှန်တော့ဒီလိုရိုက်ရတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီလိုရိုက်ရင်ဒီ squeegee ရဲ့ထောင်းတွေမမြင်ရတော့မှဆိုလို့ကျွန်တော်ဒီလိုလေးပဲပြပေးမယ်အဲ့တော့ဒါသည်ကျွန်တော်တို့ဇာမျက်နှာပြင်ပေါ့အဲ့တော့ဟောဒီမျက်နှာပြင်နဲ့နော်ဟောဒီ squeegee နဲ့ဒီလိုတင်လိုက်တယ်ပေါ့နော်ဒီလိုတင်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာလာပြီးတော့ထောင်းတစ်ခုဖြစ်သွားတယ်ပေါ့နော်ဒီမြေပြင်ကြီးနဲ့အပေါ်က90 degree ထောင်းနေတဲ့ဟာနဲ့ကဒါကျွန်တော်တို့ထောင်းတစ်ခုဖြစ်သွားပြီပေါ့အဲ့ဒီထောင်းကနော်ကျွန်တော်ဒီလိုမျိုးကိုေးလာလေကျွန်တော်တို့ထောင်းကျင်းလာလေပေါ့နော်ကျွန်တော်တို့ဒါငငယ်ကဟိုတင်ချာတူးမှလည်းကျွန်တော်တို့သင်ရတယ်ပေါ့နော်ဒေါင်းဆိုတာတော့တော်ဒါတော့အသေးစိတ်မပြောတော့အဲ့တော့ဒီဒေါင်းကျင်းလာလေစေးကြတာများလေဟောဒီဒေါင်း
ကျေလာလေးစေးကြတာနဲလေးပါပဲเนาะဒီသဘောတရားမျိုးလေးနဲ့ကျွန်တော်တို့သတ်မှတ်ထားတာပေါ့အဲ့တော့ဒီလို squeegee အတုံးဆိုရင်ကျွန်တော်တို့90 degree တက်ထားလိုက်မယ်ဆိုလို့ရှိရင်သူ့ရဲ့ထောင့်ဒီဒါရှင်းရှင်းလေးပဲ90 degree ဖြစ်နေတာပေါ့အဲ့တော့ဒီလို90 degree တက်ဆိုလို့ရှိရင်တော့စေးကြမှာမဟုတ်ဘူးเนาะအဲ့တော့ကျွန်တော်တို့တွေက90 degree နဲ့လည်းထားခြင်းတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီလိုဟာလေးအချွန်သုံးလို့ရတယ်အချွန်ကိုသုံးလိုက်လို့ရှိရင်အချွန်ကကျွန်တော်တို့ squeegee က90 degree ပဲထားတယ်ဆိုပေမဲ့ဟောဒီမှာသူ့ရဲ့အောက်မှာနော်ဒီကောင်လေးတစ်ခုရှိတယ်တွေ့လားအဲ့ဒီကောင်လေးကဒါ45 degree ဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့ဒီကောင်ဒီ90 degree ထားပေမဲ့ကျွန်တော်တို့ squeegee နဲ့ဘောင်နဲ့ထိနေတဲ့ထောင့်ဒီ45 degree ဖြစ်နေတယ်เนาะအဲ့တော့ကျွန်တော်တို့ဒီကောင်လေးကိုဆွဲလိုက်တဲ့အခါကျတော့เนาะအဲ့တော့သဘောတရားတစ်ခုကကျွန်တော်တို့တွေလော်လော်လေးမှတ်ထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ squeegee ရဲ့လှဲအားပေါ့နော်လှဲလိုက်တဲ့ပမာဏများလေစေးပူကြလေလို့ပဲကျွန်တော်တို့ကသတ်မှတ်ရမှာပေါ့เนาะအဲ့တော့သူ့ကို90 degree ထားတာနဲ့သူ့ကို90 degree ထားတာနဲ့သူ့ကို90 degree ထားတာကပို့ပြီးတော့စေးကြတယ်ပေါ့အဲ့တော့ဒီကောင်ကစေးကြအောင်လုပ်ဖို့အတွက်ကိုသူ့မှာလုပ်လို့ရတဲ့ chance တွေအများကြီးရှိတယ်ပေါ့အဲ့တော့မှကျွန်တော်တို့ဒီကောင်ကိုဟာလာ85 degree လောက်သာစောင်းပြီးဆွဲလိုက်မယ်ဆိုရင်သူ့ရဲ့စေးကြနှုံးဒီအရန်များသွားပြီเนาะအဲ့တော့ဒီ squeegee အတုံးနဲ့85 degree စောင်းမယ်ဆိုရင်တော့ဒါပုံမှန်ပဲအဲ့တော့ကျွန်တော်တို့ကဒီလိုဟာမျိုးတွေကိုတိတ်ပြီးတော့စဉ်းစားမနေတော့ပဲねဒီလို squeegee အတုံးဆိုရင်စလုံးသေးသေးလေးတွေเนาะကျွန်တော်တို့ပြတ်သားမှုပို့ပြီးလိုချင်တဲ့ဟာမျိုးဆိုရင်ကျွန်တော် squeegee အတုံးနဲ့ဆွဲလိုက်တယ်ဆေးပို့ပြီးကြကျင်တဲ့ဟာမျိုးဆေးပို့ထူကျင်တဲ့ဟာမျိုးဆိုရင်တော့ကျွန်တော်တို့ဒီလိုမျိုး squeegee အချွန်လေးတွေနဲ့ပဲကျွန်တော်တို့သုံးကြတယ်ပေါ့เนาะဒီလိုပုံစံမျိုးနဲ့ပဲကျွန်တော်တို့တွေရွေးချယ်ပြီးတော့ပုံတွေကိုရိုက်နှိပ်တာဖြစ်ပါတယ်เนาะအဲ့တော့မှန်မှန်ကန်ကန်ရွေးချယ်နိုင်ဖို့အရေးကြီးပါတယ်အားလုံးအဆင်ပြေကြပါစေအဲ့တော့ကျွန်တော် YouTube channel လေးလည်းကျွန်တော်ဖွင့်ထားတယ် YouTube channel လေးမှာတော့ကျွန်တော်ဗီဒီယိုအရှည်တွေတင်မယ်အသေးစိတ်ရှင်းပြရတဲ့ဟာမျိုးလေးတွေကျွန်တော်တင်ပေးမယ်เนาะအဲ့တော့ YouTube channel လေးကိုလည်း subscribe လုပ်ထားဖို့မမေ့နဲ့เนาะကျွန်တော် YouTube channel လေးနာမည်က The Printer Mindset เนาะ printing သမားတယောက် printer သမားတယောက်ရဲ့အတွေးခေါ်တွေ printing သမားတယောက်ရဲ့အယူဆတွေပြောချင်တာတွေပြောမယ်ပေါ့ကျွန်တော် printing နဲ့ပတ်သက်တဲ့ဟာစီးပွားရေးနဲ့ပတ်သက်တဲ့ဟာလွတ်လွတ်လပ်လပ်ပြောဖို့အတွက်ကျွန်တော်ဒီခေါင်းစဉ်လေးပေးထားတာပါအဲ့တော့အဲ့ဒီ channel မှာသွားပြီးတော့ဝင်ရောက်ပြီးတော့ထပ်မံလေ့လာလို့ရပါသေးတယ်အားလုံးကျေးဇူးတင်ပါတယ် bye bye